Daddy Leopard မင်္ဂလာပါတသားမီမီတို့ရေဒီနေ့တသားမီမီတို့ကိုပြောပြပေးမှာကတော့ကြက်သစ်အကြောင်းမျိုးဖြစ်ပါတယ်ကြက်သစ်တွေကကမ္ဘာအမြန်ဆုံးကုန်းနေတဲ့တဝါဖြစ်ပါတယ်သူတို့ကတနာရီကိုကီလိုမီတာ100ကျော်မိုင်အားဖြင့်60နီးပါးထိပြေးနိုင်ပါတယ်တဲ့သူတို့ရဲ့ရှည်လျားပြီးတောင့်တင်းတဲ့ခန္ဓာကိုယ်ကသူတို့မြန်မြန်ပြေးဖို့အတွက်ကိုအထောက်အကူဖြစ်စေပါတယ်တဲ့ကြက်သစ်တွေကအရန်ကိုတိတ်တဆိတ်နေတတ်ပြီးသူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအဆက်ပြောက်တွေနဲ့သစ်ပင်တွေခြုံပုတ်တွေထဲမှာပုံအောင်မိနေတတ်ပါတယ်တဲ့ပြက်မှတ်ကိုတေချာရွေးပြီးမှချောမောလှပစွာခုန်ဆင်းတိုက်ခိုက်တတ်ပါတယ်တဲ့ကြက်သစ်တွေရဲ့ခန္ဓာကိုယ်ပေါ်ကအဆက်ပြောက်တွေကသူတို့အတွက်လှဲကွက်တစ်ခုပဲဖြစ်ပါတယ်တဲ့အဲ့ဒီအဆက်ပြောက်တွေကသစ်ရွက်တွေကြားမှာမထင်ရှားအောင်ဖုံးကွယ်ပြီးတယ်ဒါကြောင့်သားကောင်တွေကသူတို့ကိုလွယ်လွယ်နဲ့မမြင်နိုင်ကြဘူးတဲ့ကြက်သစ်တွေကညနေခင်းနဲ့ညဘက်တွေမှာအမဲလိုက်တတ်ကြပါတယ်တဲ့သူတို့ရဲ့အမြင်အာရုံနဲ့အကြားအာရုံကညဘက်မှာပိုကောင်းပါတယ်တဲ့သူတို့ဟာသူတို့ထက်သေးငယ်တဲ့အားနည်းတဲ့အကောင်တွေကိုသားကောင်အဖြစ်ရွေးချယ်ပါတယ်တဲ့လူတွေရဲ့တစ်တောဖြတ်စည်းမှုနဲ့အမဲလိုက်မှုတွေကြောင့်ကြက်သစ်တွေရဲ့အရေးအတွက်ကတိတိတသားကျဆင်းလာပါတယ်တဲ့ဒါကြောင့်သူတို့ကိုကာကွယ်ဖို့တဘာဝထိန်းသိမ်းရေးတွေလည်းလှုံ့ဆော်နေကြရပါတယ်တဲ့တသားမမျိုးသိထားမယ့်အချက်ကလေးကတော့ကြက်သစ်တွေကတဘာဝအတွက်အရေးကြီးတဲ့သားရဲတရိတ်ဆန်တွေဖြစ်ပါတယ်။သူတို့ကိုအနေနဲ့မပြုတ်ပဲသူတို့ရဲ့နေရာမှာလွတ်လွတ်လပ်လပ်ရှင်သန်ခွင့်ပေးဖို့လိုပါတယ်တဲ့။ကဲအခုကြက်သစ်အကြောင်းသိပြီဆိုတော့မိခွန်းလေးတွေဖြည့်ကြည့်ကြမယ်နော်။ကြက်သစ်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာဘာတွေရှိလဲ။တစ်အစင်းချောင်းတွေနှစ်အဆက်အပြောက်တွေသုံးလေးတောင်းကွက်တွေဟုတ်ပါရဲ့အဆက်အပြောက်တွေဆိုတော့အပြည့်မှန်ပါရဲ့ကဲနောက်ထပ်အကောင်လေးတွေကြောင်းလဲထပ်နာထောင်ကြည့်ရအောင်နော်